ဒီတော်တော်များများက loan officer တွေကိုဖုန်းခေါ်လာတဲ့အချိန်မှာပထမဆုံးပါမေးလဲဆိုတော့ interest rate ဘယ်လောက်ရှိလဲလို့အရင်မေးပါတယ်အဲ့ဒီမေးခွန်းကိုပြန်ဖြေဖို့အတွက်ကိုပြန်ပြီးတော့မေးခွန်းပြန်ထုတ်ရပါမယ်เนาะပထမဆုံးအချက်ကပါလဲဆိုတော့ FICO score ဘယ်လောက်ရှိပါလဲလို့ပြန်မေးရပါမယ်FICO score ကပေါ့နော် credit card မှာတွေ့တဲ့ score မျိုးမဟုတ်ပါဘူးသူ့ထက်နည်းနည်းလေးပိုများရပါတယ်เนาะအဲ့ဒီ FICO score 960အထက်ဆိုလို့ရှိရင်အတူတူအမြဲပိုကောင်းပါတယ်နံပါတ်1အချက်က down payment ဘယ်လောက်ချမှာလဲ3% ချမှာလား5% ချမှာလား20% ချမှာလား30% ချမှာလားအဲ့ပုံမှာမူတည်ပြီးတော့လေအတူတူကွာပါတယ်နံပါတ်3အချက်ကဘယ်နှစ်ချီမှာလဲ15နှစ်ချီရလားနှစ်အစိတ်ချီရလားနှစ်30ချီရလားအဲ့ပုံမှာမူတည်ပြီးတော့လေအတူတူကွာပါတယ်နံပါတ်4အချက်ကတော့ဘယ်လို program နဲ့လုံးကိုရှောက်မှာလဲเนาะဥပမာတချို့တွေကincome tax နဲ့ qualify မဖြစ်တဲ့အတွက်တခြားနီးလန်းနေနဲ့လုံးကိုရှောက်ရတာရှိပါတယ်အဲ့လို program မျိုးဆိုလို့ရှိရင်လည်းအတူနည်းနည်းများပါတယ်ဘဏ်က risk ယူရတာနည်းလေအတူနှုံးကတက်တာလေးပဲပေါ့เนาะအဲ့ဒီ